ခေတ္တခဏလောက်ခိုးလို့တဲ့ခုငယ်လေးတစ်ကောင်ကိုမိသားစိတ်ပူမိတာကျွန်တော်မှားသွားသလားတကယ်ဆိုကျွန်တော်စီမအကြာကြီးမရှိနေနိုင်တာသိပေမဲ့ကောင်းရိုးလေးတမြင်စာဆွဲထားမိခဲ့တယ်ကျွန်တော်လောချရဲ့ကျွန်တော်နာကြည့်ရမှာကိုသိတယ်လေဒါပေမဲ့မပြတ်သားနိုင်တဲ့စိတ်တွေကပူလို့နာကျင်နေရတယ်ခုငယ်လေးမကြည့်ပြရဲ့စာမတန်ပြမတန်သူတယောက်ရဲ့နှလုံးသားကိုလဲစားဖို့အချိန်ကြီးဘယ်လောက်များယူခဲ့ရတယ်လဲကွယ်လူချင်းမလဲမိသားချင်းမများတဲ့အခါနာကျင်ရတဲ့အခိုက်တွေလူနေတေးပါမကြည့်ပြအညွတ်သေးကြီးတယ်မကြည့်ပြအတွက်အင်ဂျင်ဘက်ကလွှဲရင်ဗာမျိုးစုံကျွန်တော်ပေးနိုင်တယ်တန်တရားမှာနင်းနာစရာတွေထပ်မဖြစ်အောင်မြေတခရီးကိုတခန့်ရမှာဖြစ်မယ်ခေတ္တဆိုတာအကြာကြီးမှမဟုတ်တာမကြည့်ပြနိုင်ရီတွေတပန်းလဲပြီးရင်ဒီနေရာမှာပဲတချင်းပြန်ဆုံးကြတယ်မလားမကြည့်ပြနဲ့ကျွန်တော်လဲဒီတန်တရားတဲ့ဒါဆုပ်ဖြစ်မှာပါကျွန်တော်ဆူတောင်းတာဟာလဲနောက်တစ်ချိန်ပြန်လဲဆိုလို့မြေသားစီခဲ့ရင်နှစ်ဦးစလုံးမြေသားများနိုင်ပါစေလို့လေမကြည့်ပြကျွန်တော်တို့မနာတမ်းတိတန်တရားကိုဆက်သွားရမယ်ကိုစီလာတဲ့ဧည့်သည်တွေနဲ့လည်းတနေ့နေ့မှခွဲခွာရမယ်ဆိုတာတိတန်တရားရဲ့နီးရမှာလို့ပေါ့ကျွန်တော်ဝေခံပါတယ်မကြည့်ပြနဲ့ခေတ္တဆုတ်ခဲ့ရတဲ့အခိုင်မှာကျွန်တော်မကြည့်ပြဖို့မြေသားစီခဲ့တယ်ကြည့်ခဲ့တယ်ဆရာတူဆောင်းစာအုပ်လေးဖတ်ပြီးကျွန်တော်ဟာအခြေကိုခံစားတာခဲ့တယ်ပိုင်ဆိုင်သည်ဖြစ်စေခွဲခါခဲ့ရသည်ဖြစ်စေကျွန်တော်အခြေကိုတစ်စင်းလေးမှမတည်ခိုင်ဘူးဆိုတာကျွန်တော်နားလဲတယ်ကျွန်တော်အခြေဟာမကြည့်ပြကိုစာတွေ့ချင်းမှစားလို့မကြည့်ပြပြောက်ကွဲသွားသည့်အထိထင်ရှားခဲ့တယ်တနေ့ဒီအကြောင်းတွေဒီပန်တာကဘာထဲမှာပဲမကြည့်ပြကိုဆက်ပြခဲ့ခြင်းနဲ့ချေရပါတော့မကြည့်ပြတွေ့ဆုံခြင်းမှာခေတ္တဆိုတဲ့စကလုံးကြီးကိုကျွန်တော်သိမုန်းတယ်ဒါပေမဲ့လည်းခေတ္တခဏနဲ့ပဲမိသားစုတခန်းရခဲ့ကြရောပေါ့